ကျွန်တော်ပွင့်လည်းပြောရင်ကျွန်တော်သာ decision maker ဆိုတော့ရှင်းရှင်းလေးပဲခေါ်မိမှာအဲ့ဝါခေါင်းဆောင်တွေကိုလာမင်းငါးစီကိုလာခဲ့မင်းစီငါလာတာကြောင့်မရှိဘူးအေးမင်းမလာဘူးလားမင်းမလာဘူးဆိုရင်โอเคငါမင်းကိုနောက်ဆုံးတစ်ခေါက်ခွင့်ပေးမယ်ငါမင်းစီလာမယ်ငါတော့မင်းစီလာမယ်ကောင်းငယ်လေးနေပြန်ဘာမှခွင့်တောင်းစရာမလိုလေးနေပြန်သွားဝင်သွားပေါ်ပြန်မင်းပြစ်ချမလားပြစ်ရင်ပြစ်ချလိုက်တတိရှိမင်းပြစ်ကြည့်လိုက်ဝင်သွားလိုက်မင်းကငါတတ်မှတ်တာစီကံဒါပဲမင်းဘာလို့အဲ့စီကံကြော်လဲမင်းကငါအချိန်တက်လာပေးမယ်အဲ့စီကံကိုချက်ချင်းဖြတ်မင်းမှာလက်နဲ့ဆက်အောင်တမန်တော်ရှိတယ်ဖြတ်ချက်ချင်းမင်းမဖြတ်ဘူးဆိုရင်တော့ငါမင်းကိုတက်လာအချိန်ပေးမယ်မဖြတ်ဘူးဆိုရင်တော့ငါအဆုံးမဆိုတယ်နိုင်ငံတကာလည်းကြွေးကြော်လိုက်မှာရှင်းရှင်းလေးအဲ့အောင်နေငါနိုင်ငံထဲမှာငါလုပ်တာမင်းတတ်သိရှင်မင်းတို့လည်းဝင်လာခဲ့တုံမှာတွေ့လိုက်ပြီကြားလို့ဒါကောင်းကောင်းမပြောကြည့်တယ်ကောင်းကောင်းမင်းဟိုဖြစ်တယ်မင်းတတ်မှတ်တဲ့စီကံတွေဖြတ်လိုက်နာလေမလိုက်နာဘူးဆိုတော့ရှင်းရှင်းလေးပဲကင်ထုတ်လိုက်အောင်မယ်ဒါပွင့်လေးပြောတာဒါကြီးကစီကံတွေကိုသူတို့ကိုယ်ထိုးတဲ့စီကံသူတို့ကိုယ်ချိုးဖောက်နေတာလေစဉ်းစားကြည့်ဒါကြီးကိုပြောရမှာဝါကိုထိတ်ကပိတ်ရိုက်ပလိုက်ရမှာထိတ်ကပိတ်ရိုက်ပလိုက်ရမှာဝါကိုခေါင်းတစ်ချက်ခောက်ပလိုက်ကင်ထုတ်ရမှာအဲ့တော့မှနောက်ကျန်တဲ့ကောင်တွေလန့်သွားမှာဆိုတော့အခုကဘူးလေအိမ်မှာလောက်လာတာလို့ဒီအိမ်မှာကျွန်တော်အိမ်မှာလောက်တာဒီမှာပိတ်တင်တည်းကြောက်တယ် အဲ့ဒါအစ်စ်ဘူးလေအဲ့ဒါအစ်စ်ပဲဒီမှာပုံမှန်